မန်အဖွဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်တာကာလအတွင်းမှာစီမံကိန်းကြီးရွာများကဒေသခံပြည်သူများကိုသဘောပေါက်ခြင်းထိန်းသိမ်းရေးနဲ့အသက်မွေးဝမ်းကြောင်းအထောက်အကူပြုဤပညာသင်တန်း9မျိုးကိုဥချပြနိုင်ခဲ့ပါတယ်။ပထမသင်တန်းအမျိုးအစားကတော့ဒီတော့မပြည့်စေပဲကဏ္ဍအသားတို့ဉာဏ်မြင့်မြူခြင်းသင်တန်းဖြစ်ပါတယ်။အဲ့ဒီသင်တန်းကိုစီမံကိန်းကြီးရွာများက20ဦးကိုစာထုလက်တွေ့သင်ကြားပေးနိုင်ကြပါတယ်။ဒုတိယသင်တန်းအမျိုးအစားကတော့ဒေသခံပြည်သူစုဖွဲ့ပိုင်းတတော်အချုပ်လုပ်ကံမှုစီမံချက်ကိုပြန်လည်ဆန်းစစ်ဆွေးနွေးခြင်းအလို့ဆွေးနွေးပွဲဖြစ်ပါတယ်။အဲဒီအလို့ဆွေးနွေးပွဲကိုစီမံကိန်းကြီးရွာ10ရွာကကော်မတီဝင်24ဦးတက်ရောက်ခဲ့ကြပြီးသူတို့ရဲ့အုပ်ချုပ်လုပ်ကံမှုစီမံချက်များရဲ့အမှန်တကယ်ဆောင်ရွက်ပြီးစီးမှုများနဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲများကိုခေါင်းစဉ်တင်ခြင်းအလိုက်ပေါ်ထုတ်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။တတိယသင်တန်းအမျိုးအစားကတော့ဈေးကွက်လေးလာဆန်းစစ်ခြင်းနဲ့မျိုးတူတဲ့စီစဉ်သင်တန်းမျိုးဖြစ်ပါတယ်။အပိုင်း1မှာ3ရက်အပိုင်း2မှာ3ရက်စုစုပေါင်း6ရက်ကျင်းပခဲ့ပါတယ်။အဲဒီသင်တန်းကိုစီမံကိန်းကြီးရွာများမှာစီမံအုပ်ချုပ်တဲ့သူများနဲ့လက်တွေ့လုပ်ကိုင်သူများ24ဦးကတက်ရောက်ခဲ့ကြပြီးစီးပွားရေးလုပ်ငန်းစီမံချက်များကို၎င်းတို့ကိုယ်တိုင်ရေးဆွဲနိုင်အောင်သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ဒီသင်တန်းကနေစီးပွားရေးစီမံချက်ရေးဆွဲတဲ့အခါမှာပါဝင်တဲ့ကုန်ပစ္စည်းအကြောင်းအရာနဲ့ဈေးကွက်ရှာဖွေရေးနည်းဗျူဟာလုပ်ငန်းလည်ပတ်မဲ့အစီအစဉ်လုပ်ငန်းစီမံအုပ်ချုပ်မဲ့အစီအစဉ်တရားဇာတစီမံအုပ်ချုပ်ရေးအစီအစဉ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ဗဏ္ဍာရေးအစီအစဉ်တွေကိုဒေသခံများကိုယ်တိုင်ရေးဆွဲချမှတ်နိုင်အောင်လက်တွေ့ဆွေးနွေးသင်ကြားပေးနိုင်ခဲ့ပါတယ်။စတုထသင်တန်းပြုစားကတော့ဒေသခံပြည်သူအစုအဖွဲ့ပိုင်းတတော်လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်နဲ့စီမံအုပ်ချုပ်ခြင်းသင်တန်းဖြစ်ပါတယ်။အဲဒီသင်တန်းမှာစီမံကိန်းကြီးရွာများမှာကော်မတီဝင်များစုစုပေါင်း29ဦးတက်ရောက်ခဲ့ပြီးသင်တန်းမှာဒေသခံပြည်သူအစုအဖွဲ့ပိုင်းတတော်လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်ဥပဒေနည်းဥပဒေများလူထုံးလူနည်းများကိုမျှဝေပေးနိုင်ခဲ့တဲ့အတွက်၎င်းတို့ရဲ့စီမံအုပ်ချုပ်မှုလုပ်ငန်းများကိုပိုကောင်းမွန်အောင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ပစ္စမသင်တန်းမျိုးစားကတော့ဒေသခံပြည်သူအခြေပြုဒီရောပြိုးရင်သင်တန်းပဲဖြစ်ပါတယ်။အဲ့ဒီသင်တန်းမှာတင်မျိုးရွေးချယ်ပုံပြိုးထောင်ပုံပြုစုပုံစိုက်ပျိုးပုံထိမ့်သိမ်းနေပုံကိုစာရွေလက်တွေ့သင်ကြားပို့ချပြနိုင်ရပါတယ်။ဆဋ္ဌမသင်တန်းအမျိုးအစားကတော့ပလတ်စတစ်ချင်းဘူးပတ်စံရေးအမျိုးရဲလုပ်ခြင်းနဲ့ရှော့ဖွတ်စီကြောရန်ဒိန်သုံးဆက်ပြရေးပြုလုပ်ခြင်းသင်တန်းများပဲဖြစ်ပါတယ်။သင်တန်းမှာစီမံကိန်းကြီးရွာများအပြင်ပြီးဆက်ရာအခြားကြီးရွာများကပါဝင်ပြီးစုစုပေါင်း39ဦးတက်ရောက်ခဲ့ကြပါတယ်။သင်တန်းကာလအတွင်းမှာသင်တန်းသားတို့ချင်းချင်းနှောင်းလက်ကန်အိတ်ပတ်စံအိတ်အိမ်သုံးရှော့ဖွတ်ဆက်ပြရေးများလက်တွေ့ကိုယ်တိုင်လှုပ်ဆောင်တတ်ကျွမ်းပြီးတော့တနိုင်တစ်ပိုင်ကနေစီးပွားရေးအထိဆောင်ရွက်နိုင်ရန်ရည်ရွယ်ခဲ့ပါတယ်။တတ္တမသင်တန်းအမျိုးအစားကတော့ကဏ္ဍမွေးမြူတဲ့အခါမှာကဏ္ဍစာဖြစ်တဲ့ရင်မဲစစ်တီသားလောင်များမွေးမြူခြင်းသင်တန်းပဲဖြစ်ပါတယ်။သင်တန်းရဲ့အင်္ဂလိပ်နာမည်ကတော့ Black Soldier Fly Training Course ပဲဖြစ်ပါတယ်။အဲ့ဒီသင်တန်းကိုစီမံကိန်းကြီးရွာ25ရွာကဒေသခံပြည်သူသင်တန်းသား60ဦးတက်ရောက်ခဲ့ပြီးအခုအခါမှာတော့ရင်မဲကောင်များကိုဝေးမြူပြီးတော့ကဏ္ဍအစားအစာအတွက်လက်တွေ့အသုံးပြုနေနိုင်ကြပြီဖြစ်ပါတယ်။